အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့တန်လင်းအိမ်ချမ်းမြေကျိုးဆောင်ကိုန်ထွန်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့မိတ်ဆွေတို့မိတ်ဆက်ပေးခြင်းတဲ့ channel လေးကတော့တန်လင်းအောင်ချမ်းသာမှာရှိတဲ့ channel လေးတစ် channel နဲ့မိတ်ဆက်ပေးခြင်းပါတယ်ခင်ဗျာဒီ channel လေးကတော့ကျွန်တော်တို့ဘင်းအောင်လန်းနဲ့ကျွန်တော်တို့တပင်ရွှေထီးလမ်းကြားမှာရှိတဲ့ဘုံမင်းကောင်လမ်းမပေါ်မှာရှိတဲ့ channel လေးတစ် channel ဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကတော့ကျွန်တော်တို့စိတ်ငြိမ်ရက်ွက်လည်းဖြစ်မယ်ရက်ွက်တန်းကျွန်တော်တို့ဒီကောင်လေးကပိုင်ဆိုင်မှုကလည်းဂရံမြေဖြစ်တဲ့အတွက်မိတ်ဆွေတို့ကြိုက်နှစ်သက်မှာဖြစ်ပါတယ်ခင်ဗျာဒီ channel လေးpage ကတော့ကျွန်တော်တို့40 60ဖြစ်ပါတယ်ခင်ဗျာမြေပြင်ရှိရတော့ကျွန်တော်တို့44ပေ60ပေဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကကျွန်တော်တို့အုတ်တိုင်းပက်လက်ခတ်ပြီးတာကျွန်တော်တို့တန်ဆူဂျိုဘရိတ်ဒါတက်ဆင်ပြီးသားလေးဖြစ်ပါတယ်ခင်ဗျာဒီ channel လေးကိုရောင်းချမဲ့ဈေးနှုန်းလေးကလည်းကျွန်တော်တို့4980နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့စိတ်ဝင်စားလို့ဆက်သွယ်စုံစမ်းမေးမြန်းခြင်းနဲ့ဆိုရင်တော့399666တဲ့95886ကိုဆက်သွယ်စုံစမ်းမေးမြန်းလို့ရတယ်လို့39424366ကိုလည်းဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ